မင်္ဂလာပါရှင်ဒီတစ်ခေါက်ရောင်းပေးမဲ့ပစ္စည်းကတော့ CK T-shirt လေးတွေဖြစ်ပါရဲ့ရှင်ဟုတ်လားဘာရောင်းပေးမှာ T-shirt ကြားဝတ် T-shirt ပါဒီလိုမျိုးအိတ်နဲ့လာမယ်ပေါ့နော်ဒီလိုမျိုးတစ်စိတ်ဒီပါနဲ့လာမယ်အသားဆိုရှင်သူကလေလုံးဝမပူသီလားလုံးဝမပူဒီမှာဒီလိုမျိုးကြားဝတ် T-shirt လေးတွေပေါ့နော်ပေါင်ရင်အားဖြင့်ဆိုရင်တော့သူက130 135 140လောက်ထိရတယ်135ပေါ့ပေါ့ထောင်ထောင်ဝတ်ချင်တော့135လောက်ဝတ်ပေါ့နည်းနည်း fitting လောက်ဝတ်ချင်တဲ့သူကျွန်တော်စိတ်ချမ်းသာတယ်တကယ်ဒီမှာရောင်းလိုက်အောင်မရောင်းချင်ဘူးလားမရောင်းလို့မရဘူးဟုတ်တယ်ရောင်းပြလိုက်အောင်ဒီမှာရော့လုံးကင်ပြလိုက်အောင်T-shirt တွေပါလို့ကိုတွေဥတွေဝယ်ကြပါလို့တစ်ထည်မှာ6000နဲ့မှ200နဲ့ပဲယူသွားနော်ဘယ်မှာမှလိုက်မရှာနဲ့နော်6200ဘယ်မှာမှမရဘူးဒီဈေးနဲ့နော်ဒီလိုမျိုးအသားလဲကောင်းလုံးဝအေးရနော်လုံးဝမပူအသားအာမခံတယ်ဒီမှာကြည့်လုံးဝမအေးတဲ့ T-shirt လေးကို6200နဲ့ပဲယူသွားဟုတ်တော့မပေးရဘူးလားအဲ့ဈေးနဲ့မပေးလို့မရဘူးအမေချစ်လို့ပေးနေ6200နဲ့ယူသွားလို့နော်ဒီမှာအယောင်ကာလာဆိုရှင်အပြာရှိမယ်ဒါကသခွားအယောင်ရှိမယ်အလက်အယောင်ရှိမယ်ဒီကောင်ကအနီရောင်ပေါ့နော်အနီရောင်ရှိမယ်ဒါကအဖြူနဲ့အနီနဲ့ဆက်ထားရှိမယ်ကာလာ9ရောင်ရှိမယ်ပေါ့နော်တကယ်အရန်ဝတ်လို့ကောင်းတယ်နော်သိလားတကယ်အိုးဘယ်လိုလုပ်ကြအောင်စီးရောက်မယ်ဆိုတော့ဘယ်လိုလုပ်ကြအောင်ဒါလေးကိုစကိုင်းကျင်လာရော့စကိုင်းကျင်လာဟုတ်လားခုချက်သူမဟုတ်တဲ့အတိုင်းပဲကျန်ဒီမှာရောင်းပေးလိုက်အောင်လုံးရောင်းလိုက်အောင်ဒီမှာ6200နဲ့မိမိမေစီမှာလာဝယ်ကြအောင်လို့ဘယ်လောက်လဲဆက်သွယ်ခြင်းမေးမြန်းခြင်းနဲ့ဆိုလို့ရှိရင်တော့ Viber နံပါတ်လေးချပေးထားပါတယ် Viber ကနေတစ်စင်းမေးလို့လည်းရတယ်လို့ TikTok CP ကနေလာမေးလို့ရပါတယ်ရှင်မင်းဘူးမျိုးဆိုရှင်အိမ်ရောက်ငွေချေရပါတယ်ရှင်6200ပါဒီမှာနော်အရန်ကိုအေးပါတယ်အသားအဖြစ်အသားအရန်အေးရဲ့ပြင်ဒီလိုတစ်စိတ်တွေပါနေလာတိုးလိုက်အောင်လေဝေချအောင်လို့တဒါဝေချပါရွှေလက်ခုပ်ဒီပြန်ရွှေလက်ခုပ်ကြည့်ပြအောင်အော်ဟုတ်တယ်အမရွှေလက်ခုပ်